ဘောကကစတော့မှာလေမက်ဆီဂျာစီဝယ်ပေးမယ်မင်းတို့မက်ဆီဂျာစီနော်အာဂျင်တီးနားနော်ဟောပြောတာကြီး तू ကနိုင်အောင် तू ဟိုဘက်တင်ရတယ်ကျွန်တော်တင်အောင်မဟုတ် မင်းတို့ဘာစကားပြောနေ မန်ယူကနိုင်လို့လားညီမကြားလို့ရှိရင်မန်ယူအမြဲရှုံးနိုင်ပဲ အိမ်ဝင်းမှာကိုရှုံးတာရှက်တကွဲ အရှက်တကွဲဆိုတဲ့စကားလုံးညာနဲ့မများလုံးလား ဟိုစခရစ်မှာပါတိုင်းပဲဖတ်မှာလေ ပုတ်လေငါသိရလေဒါပေမဲ့အဲ့လောက်ကြီးမှမလိုအပ်တာဟုတ်လား အဲ့လိုလည်းမဟုတ်လေအလုံးလုံးတဲ့ညမှာ personal feeling လေး ဟုတ် personal feeling ကြောင့်မဟုတ်ငါပြောချင်တာ personal ဂျိုင်းပါတဲ့ဖက် ဟုတ်ငါ Arsenal fan လေး Arsenal အသင်းရဲ့အပြောင်းရွှေ့မှာတိုက်စစ်မှုရသွားပြီဆိုတော့ခေါ်လာဟာလာပေါ့နော် အဲ့ဒါက Arsenal fan ဘယ်လိုဖြစ်တာ ငါဖေက RE fan ဆိုတော့ငါငယ်တော့ဘလုံးပွဲကြည်နေငါ Henry တို့ဘာကဲလို့ကြည်နေငါ RE fan ဖြစ်တာ ထက်ရေးပြလိုးလို့လား ဟိုဟာလိုတော့မလို မလို့ရင်ဘာလို့ထည့်ထားသေးရတော့ ဟိုပွဲဆိုပြီးတမင်တန်းရှင်းရအောင်နေမှာပေါ့ ဟုတ်နေမှာပေါ့ဆိုတော့အဲ့စက်ခရုတ်တွေဘယ်သူရေးတာ ကျွန်တော် မင်းကဘာဖန် လီဗာပူးဖန်ဂျိုက် ဂျာကြီးလူကနာ